信你那边有车来，要回港做破诶，比第二个高，喏，没这么多掏干净要少，然后没六干啥，哦，做破诶，回港。要来不那边？少干你的，做破诶，那里 MD1 比第二个高，做破诶，没得那四比多，那标他的，哎呦，没啊多啦，有赛。哎，明大姨，呀，不要没漏呢，没把伊来嘛少点。没有来嘛了。呀，明大姨啊，没碰没家的喏，没叫没碰没，呀，呀没碰家没俺有招路呗喏，没碰家俺有招路呗。哎。没碰不家呢，碰家俺有招路喏。没办法的路。啊，要表嘞，库路里面一进的，没表业务啦。对了，还搞没表业务，就那变色变没，要没哪意。要没路基路高头就搞一些表，要。拿 PDF 的 ，PDF 都没拿我盘看来的，要。没拿我认识的嘞，没拿我认识的嘞，兄弟啊，啊？要没叫咱们屋啦，没拿兄弟啊认识的嘞，啊？那罗马的你们的那谁话的，亏心生比较别样的讲啊，哎，你们的那谁话的，亏别的通吃对了。爸媽收嘢先မရှိဘူးအဲ့ဒါသူ့ကိုယ်သူမင်းသားကြီးတဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီဒေးဘာမိချန်နယ်မှကြိုဆိုလိုက်ပါတယ်ဒီနေ့ရရှိတဲ့သတင်းရုပ်သံဗီဒီယိုများကိုတင်ဆက်ပေးမှာမို့ဒီဗီဒီယိုထဲမှာဘလို့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောဆိုထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးရှင်အားလုံးကိုလည်းဒီဒေးဘာမိချန်နယ်မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အိုင်းမော်နေရောစိန်ခေါ်နေတဲ့哎呀，回外啥嘞？小朋友，没多心，啊碰那边野他的，那要不然你木平安，搬到那边水里就要蛮泥的，没呀比乌里蛮泥的，但是心没那边有车来，要回港小朋友，比第二个高，喏，没这么多掏干净要少，然后没路干啥，然后没阿个没亚西斯的有没被干送家的路呢，没是交的有没沿路人背的要比第二。要做破诶，没，到底是比乌里亚里面那边生哪个？啊，哎呀，那边喏，没那边得哪没？没摘点的，摘点成切来，没有和人家碰石的标语外喏，没对的是有标语外做破诶，你骂他，安那没打几口，没拉没，哦，做破诶，快个，哪有啊？来不你表，没那一呀有没表也有没表也表你了，没那一呀有表来的，但那个人多了楼下的人没那一，拉小市面边也变了啦，不是每人没一个的，过来每一秒变要你了，要来不你表，少干你的，少破坏，那你。MD1 比第二个မင်းသားကြီးဆိုတာငါပဲတနိုင်ငံလုံးပုံစံမျိုးစုံနဲ့တွာလာလှုပ်ရှားနေတဲ့ဗုဒ္ဓရဲ့စစ်တီတော်တပ်ဖွဲ့ကြီးရဲ့ဦးစီးဦးဆောင်မင်းလာအောင်ခေါ်မင်းသားကြီးဆိုတာငါပဲသဘောရဲ့မင်းတင်နေစီပြီးတော့ငါပြောထားတယ်အဲ့တော့မင်းအတော်လာဂယူဆိုင်မင်းဟာတမတော်ချစ်ချင်အောင်စောင့်လူခံစားလူခံတဲ့ငွေတွေကမစိုးတဖို့ပတ်စံလေးနဲ့တမတော်သားအရာရှိစစ်တီတွေကိုထောက်ပံ့တယ်လို့နဲ့မင်းစစ်တရင်တွေမေးပြီးတော့မင်း MD1 PDF ကိုတရင်ပေးမန္တလေးနေပြီးတော့လမ်းပေါ်ကို PDF တက်လာတာနေပြီးတော့ PDF တွေဝင်လာတာမန္တလေးစကိုင်းမှာငါတို့စစ်ကြောင်းတွေတိုက်ခံရတာမင်းကြောင့်ဆိုတာငါသိတယ်ဇော်ဘွေးညနာပြမှာကြိုက်တဲ့မြမာပြည်ကလူဘိန်းတချို့မင်းသားကြီးရဲ့ original မျက်နှာကိုပြလိုက်ပြီကျွန်တော်လေခင်ဗျားတို့ကြည့်လိုက်ကျွန်တော်ဘယ်သူ့ကိုတိုက်ခိုက်ဘူးလဲ line ပေါ်မှာ
ကျွန်တော်ဘယ်သူမှမတိုက်ခိုက်ဘူးအေးကျွန်တော်လာတိုက်ခိုက်ရင်လေကျွန်တော်ကမခံဘူးပေါ့နော်ဒီမင်းသားကြီးဆိုတဲ့ကောင်ကဒီကောင်ကဘာတွေခြေဝင်ပြီးဘာတွေလှုပ်လဲဘာတွေပြောလဲတော့ကျွန်တော်လည်းမသိဘူးเนาะအဲ့မင်းသားကြီးကဒါဒီနေ့ကြုံလို့ပြန်အခုဒီမှာကျွန်တော်ဖွင့်ပြမှာဒီကောင်ကအဲ့မအူပင်ကိုဘယ်သူရောက်သွားလဲဆိုတာကျွန်တော်သိတယ်ဒီကောင်အဲ့မအူပင်ကအဲ့ဒီเนาะတချို့တော့ထွေရုပ်တို့ဘာလို့များဘောတွေသွားမနေလားမသိเนาะအဲ့တော့ဒီကောင်ကကျွန်တော်အဲ့မှာတွေကဒီကောင်တိတ်မကြသေးဘူးတိုက်ခိုက်လာတာအရင်တော့ဒီကောင်ကျွန်တော်မတိုက်ခိုက်ဘူးသူ့ဘာသူနေတဲ့ကောင်เนาะသူ့ဘာသူနေတဲ့ကောင်အဲ့ကောင်ကဒီရပိုင်းတွင်းမှာကျွန်တော်တော်တော်တိုက်ခိုက်လာတယ်ကျွန်တော် PDF RP PDF ကျွန်တော် PDF တဲ့ဟုတ်တယ်PDF ငါအဘကချုပ်ကြီးတော်မှာလင်ခွင်းမှာအဘကချုပ်ကြီးရုရှားပြန်လာတော့ငါလင်ခွင်းထဲမှာလာချိုသေးเนาะမင်းတို့တော့ငါတို့မတွေ့ပါဘူးကွာเนาะပြီးတော့ငါလူတော်ထဲမှာပေါ်ပေါ်တင်တင်နဲ့သွားတယ်မှန်တာကိုလုပ်တယ်ဟုတ်တာကိုပြောတယ်ငါလူခဲ့တဲ့စခန်းဒီရှေ့တန်းစစ်မြေပြင်မှာငါလူခဲ့တဲ့နေရာတွေတခုမှငါကြောင့်လည်းပြဿနာမတက်ဘူးငါကြောင့်လည်းအကြဆုံးမရှိဘူးเนาะရန်သူအလောင်းကိုရလို့ရောဘလောက်ဆိုပြီးပေးခဲ့တာပဲရှိရောဘလောက်သွားဆွဲတဲ့အဖွဲ့ကဘလောက်နော်ဘလူပဲဝါရီဆိုတာသိအောင်ပြောပြတာပါနော်မရရပဲချမ်းအခုမန္တလေးကဗိုလ်ချုပ်သိန်းထွန်းတင်လာနော်သူတို့ရှေ့တန်းမှာစစ်သွားတိုက်တော့ကသူ့ရဲ့တပည့်တွေကဗိုလ်ချုပ်သိန်းထွန်းတင်အရန်တော်တယ်ဆိုလို့နော်အဲ့ပပနာမန်တဲ့အထိကျမကျော်ဘူးပေါင်း900စင်းရှိတယ်သူတို့မှစင်းလောက်ထားတယ်ကွန်ရစလိတ်အကုန်လုံးရှမ်းတစ်ကနေပြီးတော့မှစစ်သားအတိုင်းဝိုင်းကနေပေါက်ဖွာလာတဲ့ကောင်နော်အဖေကတပ်ပြစ်ပင်စင်နဲ့ထွက်တာအခုချိန်ဒီအဖေလည်းမတည်သေးဘူးအမေလည်းမတည်သေးဘူးနော်အဲ့တော့ဒီကောင်ကဘာတွေပြောနေလဲဆိုတော့ကျွန်တော်ဟိုတဲ့နော်တချို့သောလူတွေကလည်းတော်တော်အုံနောက်မဲ့တယ်ကိုစိုးဘုန်းရတကယ် PDF လာတယ်ဟောပြရအဲ့တော့အောက်မှာလက်တွဲပြီးတော့အလုံးလုံးနေတဲ့လူတိုင်းကသိတယ်အဲ့တော့သူများကိုမဟုတ်ကပြောပြီးအတန်းရှင်းရှာတာဆိုတာကအဲ့ဒါယောက်ျားကောင်းတယောက်မှမဟုတ်တာကျွန်တော်ကဗဒမမပြောဘူးလို့နေတာဒီကောင်ကျွန်တော်ဖုံးဆက်ပြီးတော့အတန်တုံရင်နဲ့ကျွန်တော်သူ့ကိုပြောလိုက်တာကိုစောဘုန်းကြီးလာတဲ့ဟုတ်တယ်လို့ခမရဘာတူလဲဆိုတော့ကျွန်တော်ကမင်းသားကြီးပါတဲ့အဘာပေးလို့ဖုံးဆက်လာလဲလို့မေးလိုက်တာသူဆက်လာတဲ့ဖုံးဒီမှာရှိတယ်ဘာဖြစ်လို့ဖုံးဆက်လာလဲလို့မေးလိုက်တာနော်အခုသူကျွန်တော်ဖုံးခေါ်လို့ပြောတယ်နော်သူဆက်တဲ့ဖုံးကျွန်တော်ခေါ်ပြမယ်ဘာဖြစ်လို့ဖုံးဆက်တာလဲလို့ဆိုတော့ခမရတဲ့တက်မတော်ပါလေဟိုအကြီးကဲတွေကိုတဲ့စော်ကားတဲ့ဘာညာမှာသူစကားပြောစရာမရှိတော့ကျွန်တော်ကဟဲ့အောင်လို့ကိုစောက်လို့ကိုလုံးလို့မင်းကမှချစ်ဖေချစ်မေခေါ်ပြီးတော့မှအဘကကြုတ်ကြီးရဲ့သားအကြီးကောင်လို့ဘာလို့နဲ့နော်မန္တလေး KTV မှာလို့နော်သွားပြီးကျန်းတာဟိုကဝေတာတွေကဝိုင်းရိုက်လွတ်ပလိုက်တာအဲ့ဒါပြီးတော့ကျွန်တော်ဟိုနေ့ကပြောသလိုပဲအရင်တော့121ထောက်ဖို့တိုင်ရင်မူရဲ့နာမည်ဘိုးကြီးအောင်ဘုံမူကြီးအောင်နိုင်တဲ့ရဲ့နာမည်ကိုအလွဲသုံးသားလို့တော့ဟောထက်ရိုက်တာမန္တလေးမြတ်မန္တလာဆေးရုံမှာလားမသိဘူးဆေးရုံကနေခွေးပြေးရတာလူမသိသူမသိနဲ့ဆေးရုံကနေဆင်းပြီးပြေးရတာနော်ဆေးရုံကနေဆင်းပြီးပြေးရတာဆေးရုံအဲ့ဒါကိုအခုဦးမင်းအောင်လိုင်းသားအကြီးကောင်လို့ချစ်ဖေတွေချစ်အမေတွေဖားတာနော်အဲ့ဖားပြီးတော့ဆေးရုံကနေမြတ်မန္တလာဆေးရုံကလားမသိဘူးညာတွင်းချင်းခွေးပြေးရတော့ဝိုင်းရိုက်ပလိုက်တာဒီလိုမျိုးတန်းစားတွေကတိုင်းပြည်ကိုချစ်တယ်ဆိုတော့တော်တော်စဉ်းစားရခက်တယ်သိလားနော်စဉ်းစားရခက်တယ်ဒီမှာကြည့်ကျွန်တော်မဟုတ်ပါဘူးကျွန်တော်ခင်ဗျားတို့ကျွန်တော်ကဒီပြင်ဦးလမှာနေတာပါပေါ့နော်ပြင်ဦးလမှာနေတာဒီမှာကြည့်ကျွန်တော်သူ့ဖုန်းဆက်ပြမယ်ဖုန်းကင်လာလို့သူဆက်လာတဲ့ဖုန်းကျွန်တော်သူ့ကြီးမဲလို့နာမည်ပေးထားတာမှန်တယ်ပါ
iPhone နဲ့ဆက်လာတာဟိုနေ့ကကျွန်တော်ဆဲတယ်တကောင်0944804128တဲ့အေးမင်းသားကြီးဟဲ့ပြောမလုပ်နဲ့မိဘကြီးလမ်းပေါ်ရှောက်တင်တယ်ဘယ်လိုလာမှာတော့ဟဲ့မင်းသားကြီးကမင်းဖုံးမချနဲ့နော်မင်းကြောက်မင်းဖုံးမင်းဟဲ့မင်းဖုံးချရင်မင်းငါ့ကိုကြောက်လို့ပဲနော်မင်းဖုံးချရင်ငါ့ကိုကြောက်လို့ပဲအေးမင်းဖုံးမချနဲ့ဖုံးချရင်ငါ့ကိုကြောက်လို့နော်မင်းဘယ်မှာလဲလို့ဟမ်ဟဲ့ပြောလေအခုလူတွေအများကြီးကြည့်နေတယ်မင်းမပြောရဲဘူးလားတွေ့လားအဲ့ကောင်မပြောရဲဘူးကျွန်တော်ပြန်ဆက်ပြမယ်မပြောရဲဘူးဒီကောင်မရတာယူနေတာမနာလိုဖြစ်နေတာကြည့်လားအဲ့ကောင်မဲတန်းဆဲမှာအမတန်းဆဲမှာဒီကောင်ဟဲ့မင်းသားကြီးဟဲ့မင်းမင်းလူကြီးလူကောင်းဆိုစကားကိုအေးဆေးပြောဟဲ့ငါ PDF တဲ့ PDF ဆိုမင်းကောင်ကိုဖမ်းခိုင်းလိုက်လေဟဲ့မင်းကောင်အရင်ဆက်တာလေဟိုနေ့ကဟမ်ဟဲ့မင်းယောက်ျားမဟုတ်ဘူးလားမင်းကောင်ဟိုနေ့ကအရင်ဖုံးဆက်တာလေဟမ်ငါလိုမှသာမျက်မှန်တလားဆေးဝင်ကနေခွေးစင်းပြီးတော့ပြေးရတဲ့ကောင်ကမျက်မှန်တလားဆေးဝင်ကနေခွေးပြေးတယ်ဖုံးချတယ်လားဘာမှပြောဘာမှစောက်ရည်ရှင်းမရှိဘူးအဲ့ဒါသူ့ကိုယ်သူမင်းသားကြီးတဲ့နော်ဦးအဘကကြောကြီးကိုချစ်ဖေးတို့ချစ်မေတို့လုပ်တယ်အခုကြည့်လိုက်ဘာမှလူလိုမပြောနိုင်တဲ့ကောင်အဲ့ဒါကိုကျွန်တော် PDF တဲ့ PDF ဆိုဖမ်းခိုင်းလိုက်လေကျွန်တော်ပြင်ဦးလေမှာကျွန်တော်မန္တလေးကိုတိုင်းယုံနေလဲသွားတယ်ပြင်ဦးလေဆိုလဲတိုင်းနေယုံနေလဲသွားတယ်နေပြည်တော်လဲဟိုအပြည်ပြည်ဆိုင်လေခွင်းလေရင်ခွင်းမှာလေရင်နေနဲ့သွားနေတာကျွန်တော်ကိုချမ်းဘလောက်အပုတ်ချခြင်းလဲလို့ဟမ်အဲ့ဒါနေမှာ तू ကမင်းသားကြီးတဲ့သူ့ကိုယ်သူမင်းသားကြီးကိုမင်းလာအောင်တဲ့သူ့ဘ누구စောက်ယူထားပြီးပေးလိုက်တယ်မသိဘူးနော်မတူတင်တဲ့ပို့လေးပေါ့နော်ကျွန်တော်ဒီနေ့လူတွေခင်ဗျားတို့ဟိုပေါ့နော်သိအောင်လို့ပြောတာပါကျွန်တော်တို့ကတရားဝင်ဖြည့်ရှင်းရပါတယ်ကျွန်တော်တို့ဘာလုပ်တယ်ဗမာနေဆိုတာလူတိုင်းသိပါတယ်ပေါ့နော်အဲ့ဒါမှကြည့်လိုက်သူနိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်လူပြည်သားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကမင်္ဂလာပါလို့ပြောဖို့ဆက်လိုက်ပါတယ်နိုင်ငံတော်အလံကိုအမြဲတမ်းလွှင့်ထူထားတဲ့ကျွန်တော်ရဲ့ဝေးရမည်အေရရဲရာကြီးမူဝေခိုင်ပန်းတော်မြို့နယ်ရွှေလီကျေးရွာကိုကျွန်တော်ပြန်လေရောက်ရှိနေပါတယ်နိုင်ငံတော်အလံလွှင့်တာကျွန်တော် line ပေါ်ကနေပြီးတော့စိန်ခေါ်နေတဲ့ခွေးဝဲစားလေးသော်ဖွင့်ကျွန်တော်အားတဲ့ line ပေါ်ကနေစိန်ခေါ်တာတဲ့ဘယ်သူကစစိန်ခေါ်တာလဲနော်ခင်ဗျားတို့ကြီးစုတဲ့လူတွေသိတယ်ဘလောက်ယောက်ျားဖြစ်ပြီးဖာချင်းပြောတတ်တယ်ဆိုတော့သိလားကျွန်တော်ကစစိန်ခေါ်တာတဲ့ကျွန်တော်ဘယ်သူမှစိန်မခေါ်ဘူးသူအဲ့အကောင့်တွေထဲမှာဝင်ကြည့်ကျွန်တော်နာမည်လေးနဲ့ရေးထားတာတန်ရှင်းချတာပေါ့ဗျာကိုတိုင်းကစောက်ရည်ရှင်းမရှိတော့နော်ထင်ပေါ်ကြော်ကြားတဲ့လူရဲ့အောက်ကိုလိုက်ရေးလိုက်ပေါ်လိုက်ပြောပြီးတော့မှလူသိအောင်လုပ်တာပါဒီမှာကြည့်လိုက်မင်းတွေးရှိရင်အဖုံးတစ်ပတ်ရေးထားတယ်ငါ ARD ဒီမူဗီကိုင်ပန်းတော်မျိုးရွှေလီကျွေးမှာနေတယ်မင်းကပြည်ဝန်းတွေမှာနေတယ်အဲ့ဒီရှိရင်မင်းနေပြီးတော့ချိန်လိုက်ပြောင်းခွေးကောင်ဇော်ဘွေး PDF ကကောင်နော်မင်းတမတော်ထောက်ပံ့ခြင်းအောင်စောင့်နော်မင်းအလူကန်စားနော်မင်းအောက်ကမင်းအရာရှိစစ်တီတွေကိုမင်းပေးကဆွန်ကျဲတဲ့လူတွေမင်းစစ်ကြောင်းတွေကိုမင်းရန်သူသတင်းပေးမင်းစစ်ကြောင်းတွေကိုမင်းရန်သူသတင်းပေးနေတယ်ဟဲ့ PDF ပြောင်းဇော်ဘွေးဟေးကျွန်တော်အလူခံနေတဲ့ကျွန်တော်အလူခံမှုတဲ့လူရှိလို့လားတကယ်မင်းတတိရှိတီဦးနေရတယ်မင်းဒီလိုဆင်းလာခဲ့AR မင်းနော်မင်းဒီလိုတက်လာမယ်အတန်နေတုံနေတာတက်တဲ့အချိန်ချိန်လိုက်အတန်နေတုံနေတာမင်းဟိုတည်းကဖုံးဆက်တယ်ပြောပြီးရနော်ဟိုနေ့ကဖုံးဆက်တယ်တဲ့နော်ဟိုနေ့ကဖုံးဆက်တယ်တဲ့နော် तू ကအရင်စားဆက်တာအခု तू ကကျွန်တော်စောက်စင်းဟိုတဲ့ तू နဲ့စကားပြောစရာမလိုဘူးတဲ့
ဒီကောင်တနာယူပါဒီကောင်ဟိုဟာဖြစ်နေပါပြီ မင်းနေပြီးတော့တက်လာ ဟိုဘယ်လိုပြောလဲဆိုတော့ဒီကောင်ကတနာယူပေါ့တနာယူနေတာတနာယူပြီးတုတ်ကြောင်နေတဲ့ကောင်အဲကောင်တနာယူပြီးတော့ကျွန်တော်အောက်ဒီမှာလဲသူတနာယူနေတဲ့မိန်းမကြီးရှိမှာပေါ့လာကြိုက်လို့ကျွန်တော်အဲ့လိုမျိုးလဲဖြစ်ရင်ဖြစ်မှာပေါ့အဲ့လိုလာမန့်လာကြီးလဲဖြစ်ရင်ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်အားတဲ့အလူခံနေတဲ့ကျွန်တော်အလူခံမှုတဲ့လူရှိရင်ထွက်ပြပါကျွန်တော်နောက်မှာကလေပတ်စံအရန်ချမ်းသာပြီးတော့မှနော်လူလုံးရုပ်လုံးထွက်မပြရဲလို့နော်ကျွန်တော်ချစ်လွန်းတဲ့လူတွေအများကြီးရှိတာနော်အများကြီးရှိတာအဲ့ဒါကိုအခုဒီကောင်တွေကအခုသူ့ဖုံးဆက်တော့အရောက်နေမင်းစောက်စင်းနဲ့ဖုံးဆက်တယ် तू ကသူ့စောက်စင်းကအရင်လာဆက်တာကျွန်တော်ကျွန်တော်ကဖုံးစင်းလို့မကင်မိလိုက်ဘူးနော်ဖုံးစင်းလို့မကင်မိလိုက်တော့ကြတော့အခုဒီကောင်အခုကျွန်တော်လိုက်ကြည့်နေလောက်တယ်ဒီကောင်ကျွန်တော်ဆက်အောင်မှာကျွန်တော်နေပြီးတော့လာခဲ့နေပြီးတော့ဘာလို့သူ့ဖင်လို့ရမှာစမ်းကြီးမဲလို့ပေးတာနာမည်ရတယ်မှာကြီးမဲဒီကောင်နာမည်ကြီးမဲဒီကောင်ကြောက်တာတနိုင်ငံလုံးလိုက်လွတ်နေတာတီးတော့ဒီကောင်ဖုံးဟိုမဖြစ်ရဘူးစကားကောင်းမပြောရဘူးမန္တလေးမှာဒီကောင်ရိုက်လွတ်ပလိုက်တာပြေးရတယ်ဒီကောင်မန္တလေးမြတ်မန္တလာဆေးဝါးလေးညာတွင်တခိုးစင်းပြေးရတယ်ကောင်သူ့ရာဆိုရင်ကျွန်တော်တီးသွားဒီကောင်လန့်နေကာရဲကိုကြောက်တယ်အတန်နေတုံးတယ်တက်မှတ်အချိန်တွင် ကာရဲသူရင်စဆက်လာတာပဲဒီဖုံးကအဲ့ဒါအခုကျတော့ကျွန်တော်အမဲစစ်သားတွေကိုထောက်ပံ့ကြအောင်ပဲသူဘယ်နဲ့ချက်ထောက်ပံ့ဘူးလို့ဟမ်ဘောမဒီကောင်ဘောမအစ်စ်အသက်ကြီးမှတနာယူနေတယ်မီလို့စိန်ခေါ်နေသေးတယ်ငါရှိရဲ့နေရာလာလိုက်ပါကွာကန်ရဲဦးဒီကောင်ကြောက်တယ်တဲ့မှာကြီးမဲအကောင်နဲ့ဖုန်းနံပါတ်က0944804112တဲ့လကားကောင်တွေပါအောက်တန်းသားတွေပါတိုင်းပြည်ကိုချစ်ချင်အောင်ဆောင်တဲ့ကောင်တွေဟုတ်ဒီလိုမင်းသားကြီးတို့လိုပါလို့ကောင်တွေပေါ့နော်ဟိုကိုဂျိုးစီပါတာကျွန်တော်သိရဲ့ဒီကောင်မအူပင်ပါဆိုတွေကမအူပင်ကိုဘယ်သူရောက်သွားလဲဒီကောင်ကဘယ်သူကကျွန်တော်တိုက်ခိုက်ခိုင်းလဲရစားကျွန်တော်သိတယ်ကျွန်တော်သိပြီးသားနော်ဒီတက်ဆိုးလာရင်တော့ပြင်ဦးလင်မျိုးကနေပြောင်းသွားတော့ကကံဘောဇဘန်မှာနော်ငွေဘလောက်ထုတ်သွားတယ်ဆိုတာအစားအဲ့ဒါ line ပေါ်မှာနိုင်ငံတော်အကြီးအကဲတွေသိအောင်អော်ပြစ်မှာအဲ့ဌာနဆိုင်ရာတချို့သောလူတွေနော်တချို့သောအောက်တန်းစားတွေနော်သူတို့လောက်ရက်တွေကိုကျွန်တော်တီးတော့ကျွန်တော်အသက်နဲ့မှရင်းပြီးချင်းချောင်းနေတာအဲ့တော့ကျွန်တော် PDF တဲ့PDF တဲ့ဟုတ်လားအဲ့တော့ယူလို့ပြောတာတလားအုံတော့အစမ်းချောင်းနေပြီနော်ဘုံကြီးမဲဒီကောင်ကြီးမဲအသားမဲသူ့နေရာပဲကျွန်တော်တို့ဒီပြင်ဦးလွင်ကအမျိုးသမီးတယောက်ပြင်ဦးလွင်ကအမျိုးသမီးတယောက်ဟိုမာရဝီဇာဘုရားမှာသူ့ကိုတွေ့လို့ကြီးလိုက်တာတဲ့မဲတူးနေတာပဲတဲ့အကိုကြီးတဲ့ဟိုဓာတ်ပုံတွေကရုံနေလေတဲ့တခြားစီပဲတဲ့ပြီးတနာယူမဲ့ရုပ်ကြီးတဲ့ပြင်ဦးလွင်ကအမျိုးသမီးတယောက်ကြာခဲ့ပြီလွန်ခဲ့တဲ့4လလောက်ကကျွန်တော်ပြောတော့ကျွန်တော်ကတော့မင်းသားကြီးဆိုတော့ဘဒူလဲပေါ့ကျွန်တော်ပြင်ဦးလွင်မှာပြောတာအကိုကြီးတဲ့ရန်ဖတ်မဖြစ်နေတဲ့အလကားတနာယူကောင်နဲ့အဲ့လိုပြောတာဆောက်ပိုးတဲ့ဖုံးကန်ရေကိုကြောက်တာကြီးမဲကဖဲရင်ကျွန်တော်တို့ဒဲပဲစမ်းမှာရုပ်ပြပြီးဖုတ်ဆန်းမှာဘာအောင်ကြောက်နေမှာလူဘွားဟုတ်တယ်မလားအဲ့ကောင်လိုက်တော့ကြည့်နေမှာချီးချမ်းနေလောက်မြတ်မန္တလာဆေးဝါနီဖြစ်ခုခုဆိုတော့ဖုန်းမှာတက်မှတ်အချိန်တွင်ကန်ရဲကြောက်တာပြေးတာပြင်းထက်ရိုက်ခံရမှာကြောက်လို့ပြေးတာပြင်းဟိုဈေးဝါနေပြီးတော့ဟိုဗာလဲမြတ်မန္တလာလေဆေးဝါနေ KTV မှာဖြစ်တာနော်စောက်ပြဿနာသူစောက်စင်းအဲ့စောက်စင်းဟဲ့လား KTV မှာဝေတာတွေကိုသွားပြီးတော့အဘကကျုပ်ကြီးသားအကြီးကောင်လို့ဘာလို့သွားလှုပ်တာသူကဟိုမှာအသားနဲ့သမီးပဲရှိတာသူသွားလှုပ်လိုက်တာလှုပ်လိုက်တော့ဟိုကမဟုတ်လဲမဟုတ်ဝုန်းတာနော်ဝုန်းလေဝုန်းဆေးရုံရောက်သွားတာတဲ့လားဆေးရုံရောက်သွားပြီးတော့မန္တလေးကိုချီကိုမချရဲဘူးနေပြည်တော်ချိန်နေတဲ့မိတ်ဆွေခေါ်ဆိုသောဖုန်းနံပါတ်မှာမှားယွင်းနေပါသည်ချိန်တာသူကနေပြည်တော်ကိုတဲ့မန္တလေးလာခဲ့လို့အဲ့နေရအဲ့မင်းရိုက်ခံတဲ့ KTV ပဲပြန်လာခဲ့လိုက်ငါလာခဲ့မင်း
ခင်ဗျားတို့ကြည်ယုံပေါ့ဗျာလူတွေဆိုတာတိုင်းပြည်မှာနော်မကောင်းတဲ့ကောင်တွေလည်းရှိတယ်တိုင်းပြည်ကိုချစ်ချင်အောင်ဆောင်ပြီးစောက်ဖားတွေတိုင်းပြည်ပြအောင်လုပ်မဲ့ကောင်တွေအဲ့ကောင်တွေနော်စောက်ဖားတွေနော်မင်းစီးတဲ့လင်ကရိုဇာငါတစ်တင်တာကွာစောက်ပေါ်ရရှမ်းမြောက်လာခဲ့လိုက်ရမခအောင်ကန်ရဲဘူးကောင်ကြောက်တယ်ကန်ရဲတဲ့စကားကောင်းကောင်းမပြောတတ်ဘူးဒီကောင်ကြောက်နေတာချီချမ်းနေပြောလို့သူ့ကိုယ်သူမင်းသားကြီးတဲ့ငါလုံးမစောက်မီးသေးခဲ့အသာငါရင်ခွေးမမှာသူ့တက်သားဖြူသေးကန်ရဲဘူးအဲ့ကောင်လိုက်ကြည့်နေတာကျွန်တော်လိုက်ကိုကြည့်နေတာထွက်ပြောရဲဘယ်သူပြောရဲလို့လဲဘယ်သူမှမပြောဘူးဖားဖို့ပဲဘောမဖို့ပဲဟုတ်လားကျွန်တော်ဒါဆဲတယ်ဟိုနေ့ကမင်းသားကြီးတို့ပါတို့နော်ကျွန်တော်ပါလာပြီးတော့လာတိုက်ခိုက်တာကျွန်တော်ပြန်မပြောချင်လို့ကျွန်တော်ကိုဆဲလို့ဒီနေ့မှကျွန်တော်ပြောတာကိုတော်ဘုန်းရင်လာတယ်ဟုတ်တယ်လို့ဘယ်သူလဲဆိုတော့ကျွန်တော်မင်းသားကြီးတဲ့ဘာပြောမလို့လဲလို့မေးလိုက်တော့ခမရတဲ့တက်မတော်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဒီမှာသူ့အတန်ပိုင်းဖွင့်ပြလို့ရတယ်ကျွန်တော်သူမှန်းမသိကျွန်တော် recording နဲ့မလုပ်တတ်ဘူးသူမှန်းသိတော့မှကျွန်တော်ဖုန်းတစ်လုံးနဲ့ recording လွှဲလိုက်တာဘာပြောမလို့လဲလို့မေးတော့ကျွန်တော်တို့ပြောတော့မင်းအားလို့အဘကကြောကြီးဦးမေးအောင်လိုက်ကိုချစ်ဖေချစ်မေလို့ခေါ်ပြီးတော့မှမင်းမန္တလေးမှာလို့ KTV လာသွားတာလို့ KTV ကဝိတ်တာတွေကဝိုင်းရိုက်ပလိုက်တာနော်အဲ့ဒီမင်းသားကြီးဆိုတဲ့ကောင်ကိုမင်းလာအောင်လားဘာလဲအဲ့ကောင်နာမည်ဟမ်လိုက်လွင်တာကဒီအင်းဒိတ်16ပတ်စီဘာအဲ့အကြီးနဲ့ဘလောက်ဖားလဲလို့ယောက်ျားဖြစ်ပြီးတော့နော်အသားကျွန်တော်အိမ်မှာမွေးထားတဲ့ခွေးရမှာသူ့တက်ဖြူသေးတယ်ကျွန်တော်အိမ်မှာခွေးအမဲတကောင်ရှိတယ်သူ့တက်ဖြူသေးတယ်နော်အဲ့ဒါကိုကျွန်တော်ဒီမှာကျွန်တော်အတန်ပိုင်ဖွင့်ပြမှာခဏလေးနော်မင်းအားလို့မန္တလေး KTV ကိုလာပြီးတော့မှနော်အဘကကြိုကြီးတာအကြီးကောင်ဆိုတဲ့ပုံစံမျိုးနဲ့သွားလှုပ်တာဟိုကရိုက်ခွဲပလိုက်တာရိုက်ခွဲတော့နောက်တဲ့အဘိုးကြီးအောင်နိုင်သေးဆိုပြီးတော့အခု121တောက်ဖို့တိုင်းမှုရဲ့ဥအောင်နိုင်သေးရဲ့နာမည်ပါသုံးပြီးတော့မှလှုပ်တော့ထက်ရိုက်တာရိုက်တော့ဆေးရုံရောက်သွားအောင်ဆေးရုံကနေခိုးဆင်းပြီးတော့မှပြေးသွားတဲ့ဒီလိုမင်းသားကြီးဆိုတဲ့ကောင်မင်းလာအောင်လားချစ်ဖေချစ်မိနဲ့ဘာလဲချစ်ဖေချစ်မိမင်းမဖေဘယ်နှယောက်ရှိနေရဟမ်ဒီမှာသူ့အတန်မှဖွင့်ပြမယ်ကျွန်တော်ဘယ်လိုဆဲသွားလဲလို့ပြမယ်နော်အဲ့ကောင်တွေကဘောမအစ်စ်တွေနော်ဟေ့တော့一动两招ကြောက်နေရလား好你有说话没你要等于人亏吧的မင်းငါ့ကိုကြောက်နေရလား 比如说你为这养比看着他မင်းငါ့ကိုကြောက်နေရလား无地无道别答应花花မင်းကဦးမရောက်နိုင်ဘူးအဖေခေါ်မမင်းကဦးမရောက်နိုင်ဘူးအဖေခေါ်မထမင်းစားရတာလားဟမ်ပြောလည်းမပြောဘူးသူမန္တလေးမှာအဲ့လို KTV တွေမှာအဘကကြိုကြီးသားရောင်ဘာရောင်လှုပ်သွားတယ်နော်ကျွန်တော်တို့ဆိုတစ်သက်လုံးအဲ့လို KTV တွေပါနိုးလှုပ်သွားတယ်လှုပ်သွားပြီးတော့မှပြီးလူကြီးတွေရဲ့မန္တလေးမှာလှုပ်ပိုင်ခွင့်ရှိတဲ့လူတွေနာမည်တွေကိုသုံးပြီးတော့မှနော်အဲ့ရိုက်ခွဲပလိုက်တာဆေးရုံကနေခိုးဆင်းသွားတာအဲ့အကြောင်းပြောလိုက်လို့ကျွန်တော်စိတ်တူသွားတာဒီကောင်ကဒီမှာသူ့အတန်ပြန်နာတော့亏吧的ဟေ့到了一动两招ကြောက်နေရလား你有说话没你要等于人亏吧的မင်းငါ့ကိုကြောက်နေရလား比如说你为这养比看着他မင်းငါ့ကိုကြောက်နေရလား无地无道别答应花花သူကဦးစီးဦးဆောင်နဲ့ဘာဦးစီးရလဲဟမ်ငါလိုမျိုးတကားလောက်ထွက်ပြပြီးတော့လူပေးသမ်းပါနော်အခုငါမင်းကုန်းမှာသွားလူတယ်ရှေ့တန်းစစ်စီရေးတွေသွားလူတယ်နော်ရှေ့တန်းစစ်မျက်နှာပြင်ကဒဏ်ရာစစ်တီတွေဆေးရုံတွေကိုရောက်တယ်သွားလူတယ်နော်ပြီးလို့ချင်းအမြန်လမ်းမှာရဲခင်းတွေမှာကိုတက်နိုင်တဲ့ဘက်ကနေလူပေးတယ်အဲမိုင်းဝေတို့ကိုတက်တို့ရုပ်ကလေးတော့ထွက်ပြပြီးလှုပ်ပေါ့ဟုတ်တယ်မလားအခုကဦးစီးဦးဆောင်တွေဘာတွေဆိုပြီးတော့ဆဲပြူပြီးတော့မှကျွန်တော်ဘဝနေဝင်ချင်းရောက်ပြီးတဲ့အေးမင်းတို့မစစ်မှန်တဲ့လူတွေဒီတိုင်းပြည်ဒီနိုင်ငံကမင်းတို့ကြာရှုံးမယ်နော်ကျွန်တော်ပြောပါတယ်ဒီမှာ line မှာတရားဝင်ပြောတယ်မိုင်းဝေတို့ကိုတက်တို့
မင်းတို့ရုပ်လေးတော့ထွက်ပြပေါ့မင်းတို့တိုင်းပြည်ကိုချစ်တယ်မဟုတ်ဘူးလားမင်းတို့မှမိသားစုရှိတာလားငါတို့မှလည်းမိသားစုနေဟာနိုင်ငံကိုချစ်တာငါပြင်ဦးလည်းမှပဲနေနေတာနော်ငါ့ကိုဖမ်းခြင်းစစ်တပ်ကဖမ်းလိုက်မယ်မင်းတို့ပြောစရာမလိုဘူးဖမ်းခြင်းပြီးကောက်ခြင်းပြီးဆိုရင်မင်းကြော်စိုးဦးပဲကြည့်လိုက်ဇာတာနဲ့ဟုတ်လားဖမ်းခိုင်းမှာသူကစော်ဘုံရင်ကိုခေါ်လိုက်ဒီချက်လက်တွေကဘာကြောင့်လဲဆိုစစ်ဆေးလိုက်ဒါမျိုးတော့ရမှာမဲငါဦးစီးဦးဆောင်တွေပါတယ်မင်းသားကြီးတွေဘယ်နာမှဦးစီးဦးဆောင်လာငါပထမမင်းသားကြီးဆိုတာသိကိုမသိဘူးကျွန်တော်သိတဲ့မင်းသားကြီးကချင်းလုံးခတ်တဲ့မင်းသားကြီးနော်အော်မြန်မာပြည်မှာမင်းသားကြီးကဘဒူလဲပေါ့လိုက်ကြည့်တော့ကျွန်တော်ဖုံးဆက်လာလို့ကျွန်တော်ထုတ်ပြောတာသူ့အတိုင်ကြီးနဲ့ဒီမှာအတန်ပိုင်ရှိတယ်မင်းဘုရားနေဝင်ကြီးရောက်ပြီတဲ့ကျွန်တော်တော့တက်မတော်ကိုချစ်တဲ့ကောင်ကျွန်တော်တော့တက်မတော်ကိုတက်မတော်သားတွေနဲ့အတူတူပူပေါင်းပြီးဒီသတင်းတွေအချက်လက်တွေရန်သူသတင်းတွေပို့နေတဲ့ကောင်ကျွန်တော်အနီကောင်နဲ့ဟာ तू အဲ့တက်မတော်တဲ့ဘာလုပ်လဲရှင်းရအောင်တက်မတော်သားကြီးလာချိုးသွားပြီးတော့တစ်တော့ရိုက်တာလားဟုတ်လားဟမ်နော်ကျွန်တော်တို့ရှင်းရအောင်သွားပြီးတော့လူလာနော်အမြန်လန်းရဲခင်းနေမှာကျွန်တော်သွားလူမင်းကုန်းစီဒီပရိုးကြီးအခုငလီဘေးတန်တင်းကိုလူနော်ဆရာတော်ဦးဝိရသူကိုကျွန်တော်ပတ်စံသိန်း100လူမယ်အခုကနေဒါအကိုကြီးတယောက်က9သိန်းကနေဒါကအကိုကြီးက9သိန်းလူထားတယ်ပြီးရင်အမတယောက်ကအဲ့ဒီမဝင်းဆိုတဲ့အကောင့်ပိုင်ရှင်ကသွားလိန်လို့ကျွန်တော်လာမေးတယ်အဲ့မှ3သိန်းပြီးလို့ရှိရင်အမတယောက်က10သိန်းလူတယ်16သိန်းရှိတယ်နော်ပြန်လေထူထောင်ရေးအတွက်မစိုးရိမ်တိုက်တဲ့ဟိုဟာရှင်းတယ်ခဏကျွန်တော်ပတ်စံတဲ့လူမှာနော်အလူမခံဘူးလူကျင်တဲ့လူတွေမစိုးရင်တိုက်တဲ့ဆရာတော်ဘုရားကြီးဆရာတော်ဦးဝိရသူကိုပတ်စံသိန်း100ကျွန်တော်လူမှာဒါပေမဲ့ကျွန်တော်မှာအလူငွေသူများကြိုက်တဲ့နေရာမှာလူလို့ပြောတယ်ကနေဒါကကိုကြီးကဒီနေ့မနေ့ရန်ကုန်ကကိုကြီးနဲ့ဖုန်းချိတ်ဆက်ပြီးတော့ပတ်စံသိန်း100ယူခဲ့။နာနေဟိုပြောလိုက်ထုတ်လိုက်ကျွန်တော်ပတ်စံနဲ့ကျွန်တော်လူမှာဆရာတော်နော်ကျွန်တော်ကနောက်ဆုံးဟိုမှာယူခဲ့လိုက်ကျွန်တော်ပတ်စံနဲ့အလူမခံဘူးနော်လူကျင်တဲ့လူတွေရှိရင်ကျွန်တော်နဲ့လည်းလက်တွဲပြီးတော့သွားလူလို့ရတယ်ပတ်စံအခု16သိန်းပဲရှိတယ်နော်ဟိုတည်းကဒီပြင်းဦးတွေကအကိုကြီးတယောက်ကကျွန်တော်ကိုနော်ကျွန်တော်ရဲ့ခင်မွန်းကြီး10ပါးထဲမှာပါတယ်ကျွန်တော်ကိုနော်ဒီတိုင်းပြည်ကိုဟိုစစ်မှန်တဲ့စိတ်နဲ့ချစ်တဲ့ဟာကိုမြင်လို့နော်အကိုကြီးတနင်္ဂနွေနေ့နဲ့စပြီးတော့မှကြာတာပရိသတ်နဲ့စုံတဲ့အကိုကြီးတယောက်ပြီးတနင်္ဂနွေနေ့နဲ့စပြီးတော့မှပဲပေါ့တနင်္ဂနွေနေ့စုံတဲ့လူတယောက်အင်္ဂါနဲ့ကနေပြီးတော့တနင်္ဂနွေနေ့စုံတဲ့လူကတော့ဒီပြင်ဦးလွင်ရပဲနော်10သိန်းနဲ့မဘိုးပေးတယ်တဲ့ကြံတွေးနဲ့လုံးဝမသုံးဘူးခင်ဗျားတို့ပြအောင်မယ်နော်မင်းတို့ငါလိုမျိုးလှုပ်နိုင်မှငါ့ကိုတိုက်ခိုက်ငါပတ်စံ3,000ကျော်3,300နီးပါးရှိပြီနော်ငါဒီနိုင်ငံရေးဖြစ်စဉ်တွေကငါတက်မတော်ဘူးငါရဲ့ဒီလိုမှန်ကန်တဲ့အရှိတရားနဲ့ပြောဆိုမှုတွေလုံရကန်ရက်တွေကိုပြည်သူလူထုကကြိုက်လို့ငါ့ကိုစော်ဘုံရနေတဆင့်ဆိုပြီးတော့ငါလှုပ်ပေးခဲ့တာလေ3,000လောက်ရှိပြီနော်မင်းတို့ရဲ့မင်းသားကြီးတို့မိုင်းဝေတို့ဘာကိုတက်တို့ရုပ်ကလေးတော့ထွက်ပြပေါ့လူချင်းမလူလေးငါတို့လိုက်ကလေးဒီလိုလေးလွတ်ပြီးတော့မှပြနော်ဒီမှာပေးဒီမှာဒီမှာ330 340 350ဒီမှာအစိတ်နောက်ဒီမှာမင်းတို့ပြောမှာဆိုလို့ဒီမှာနောက်ထပ်အစိတ်300ငါးပတ်စံနဲ့ငါလူမှာရှင်းလားမှတ်ထားမင်းတို့ငါလိုမျိုးတော့သွားလူငါ့ကိုအချိန်မဲ့နေမဲ့မတင်နဲ့မင်းတို့စီးတဲ့လေကရိုဇာဆိုတာငါအရင်တော့တစ်တင်ခဲ့တာအဲ့ဒါမင်းတို့သဘောပေါက်တာ
ငါကငါနောက်ကြောင်းလဲငါပြောပြီးသားငါကချမ်းပြည်နယ်မြောက်ပိုင်းမှာတစ်လုပ်တဲ့ကောင်နော်ငကိုရဲ original ဘောကြီး original တည်းဒီမှာပတ်စံသိန်းတရာဆရာတော်ဦးဝိရသူရဲ့မစိုးရင်တိုက်တစ်ကိုပြန်လဲပြီးတော့မှဒီပတ်စံနဲ့ရှိတာမဟုတ်တော့တစ်တာထဲမှာရှိသေးတယ်မင်းတို့သိန်းတရာဆိုတော့မင်းတို့သိအောင်ပြလိုက်တာမင်းတို့ကောင်တွေလည်းဒီ live ကိုကြည့်မှာပဲမင်းတို့မနေ့ပြန်ငါ့ကိုခေါ်ပြီးတော့10ဖုန်းခေါ်ပြီးတော့ဟုတ်ပြီလားနော်အဲ့တော့ဒီပတ်စံထဲမှာ10သိန်းတယောက်ရှိတယ်ကနေဒါအကိုတယောက်9သိန်းတယောက်ရှိတယ်အမတယောက်က3သိန်းတယောက်ရှိတယ်16သိန်းပဲပါတယ်ကျန်တဲ့ပတ်စံငါလူမှာဟုတ်ပြီလားအဲ့ဒါမှတ်ထားနော်ငါပတ်စံနဲ့ငါလူတာဘာမှမဖြစ်ဘူးနော်မင်းတို့စောက်ခုလည်းငါမဆိုင်ဘူးမင်းတို့ငါ့ကိုရှောက်ပြီးတော့လိုက်ပြီးတော့ဟိုလိုမျိုးမနာလိုတွေပါလိုက်မဖြစ်နေနဲ့နော်မင်းတို့အဲ့ဒီမိုင်းဝေတို့ကိုတက်တို့နော်အဲ့မင်းသားကြီးဆိုတဲ့ကောင်ဟောပဲမင်းနဲ့ငါလိုလိုက်လူရှေ့တန်းကိုလာလူငါမင်းကိုလိုက်ပို့ပေးမယ်နော်နောင်ချိုးတို့ဟိုဟာပါလေဗန်မွေးဟိုဟာပါလေတောင်းခမ်းတို့ငါမင်းကိုလိုက်ပို့ပေးမှာနော်ဘဒူးရက်ဆောက်တို့ပါလို့မင်းလိုက်လူနော်လူတာလေးလည်းပြအောင်နော်ချစ်ပေချစ်မေဆိုပြီးတော့မလုံးနေနဲ့ရှက်ဖို့ကောင်းတယ်မင်းငါ့ကိုဆဲထားတဲ့အတန်ပိုင်းငါ့ကိုနေဝင်ချင်းရောက်ပြီတဲ့ငါဘာနဲ့နေဝင်ရမှာဟမ်ဘာနဲ့နေဝင်မှာဟမ်မင်းတို့စီးတဲ့ကားတွေကွာမင်းတို့လင်ကရိုဇာတွေအကုန်လုံးကငါတစ်တင်လာတာရှင်းလားငါနောက်ကြောင်စုံစမ်းကြည့်လိုက်ရှမ်းမြောက်မှာနော်ရှမ်းမြောက်မှာကြားတဲ့ရဲတွေတက်အကုန်လုံးငါအကြောင်းသိတယ်ငါတို့ကလိန်ညာခံဆောင်ချင်းကင်းမဲ့တယ်တိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုတကယ်ချစ်တာအသက်သွေးချွေးနဲ့ပေးဆက်ပြီးတော့ချစ်တဲ့ကောင်နော်ရှေ့တန်းဆိုတာတယောက်တည်းသွားတာဘယ်သူမှအဖုံမပါဘူးနော်မင်းတို့လိုအဖွဲ့အစည်းလုပ်တွေငါတို့မလုပ်ဘူးငါတို့အဲ့လုပ်တွေမလုပ်ဘူးနော်အခုမင်းတို့ပြောလိုက်မယ်မင်းတိုင်းမျိုးချစ်တယ်အခု PDF တွေဒီလောက်စိုးမိုးနေတဲ့ပထိုးကြီးမင်းကုန်းပထိုးကြီးကိုမင်းတို့ပဲကောင်းသွားတယ်ငါတို့ကလက်တွေ့ပဲဒီလိုလွယ်ကိုလွယ်ပြီးဒီလိုသွားတာဘယ်ကောင်သွားလဲဟမ်တမိုင်းဆိုတာရှိတယ်ကွာနော်လူဆိုတာဖေမယားနဲ့နော်မင်းကုန်းကိုတကယ်ရောက်ခဲ့တာ6ရက်နေ့ကအဘကတို့ကြီးဦးမဲအောင်လိုက်အပေါ်ကလိန်နဲ့သွားတဲ့နေ့ငါအောက်ကသွားတဲ့နေ့ရှင်းလားငါကအဘကတို့ကြီးကိုငါ6နှစ်သားတွေကဘိုးကြီးကိုလေပြုတ်ဆိုပြီးတော့ပြုတ်လာတာရှင်းပြီလားရှမ်းတရဲ့သမိုင်းကိုအကုန်လုံးဖော်ပြလိုက်လို့ရတယ်နော်ငါအဖေစစ်သက်20တိနေလာတာနော်ဦးမင်းအောင်နိုင်တော့ငါအဖေနောက်မှရောက်တာအန်ဒီကျူကျူလာငါ့ကိုဘီစကူမုတ်ကျွေးလာတာမင်းတို့အချိန်ချင်းငါပြောတယ်စောက်မြင့်ကအောင်ပြောတာရှင်းလားငါတို့မဟုတ်တာမလုပ်ဘူးငါတို့အမှန်တရားပဲမင်းတို့လိုဟိုဘယ်ရသည်မှမသိဟိုချစ်ဖေချစ်မေဆိုပြီးတော့အဲ့ဖျားပုံနဲ့အတေးပြီးလို့ရှိရင်ဟိုအင်းဒိတ်ဟိုပုံဟိုအဲ့စကိုးဟာကြီးတေးပြီးတော့မှလိုက်တွေလွင့်စောက်ရှက်တယ်မရှိဘူးငါလုံးမှလူကြီးတော့ဟမ်မနာလို့တာငါ့ကိုကြိုက်တဲ့ဆိုတွေမင်းမဲယူလိုက်တော့ငါမကြိုက်ဘူးငါမှမိမရှိတယ်ကလေးနှစ်ယောက်ဖေငါနော်မင်းတို့မနာလို့နေရတယ်အကုန်သိတယ်နော်မင်းတို့အဲ့ကိုတက်တို့မိုင်းဝေတို့လည်းတစ်ခါတည်းပြောလိုက်မယ်မင်းတို့ဘာကောင်ဖြစ်စောက်ကူမဆိုင်ဘူးတခုတော့မင်းတို့ပြောလိုက်မယ်မင်းတို့ Telegram မှာဗာရေးလေဟမ်9ရက်9လီးတဲ့ချီးစိမ်ပန်းသွားမယ်ဆိုပြီးတော့ရေးတယ်အဲ့ဒါမင်းတို့ကတိုင်းမျိုးတကယ်ချစ်တဲ့လူလားတိုင်းမျိုးတကယ်ချစ်တဲ့လူကိုမင်းတို့လိုက်တိုက်ခိုက်နေတာငါ့ကိုမင်းတို့အနီကောင်တို့ပူးတက်တို့ပြောရင်ဟဲ့အောင်တက်မတော်ထောင်လိုက်ရဲ့အဲ့တော့မညံ့ဘူးနော်ဒီပြည်ဦးလေးမှာငါတို့ဘယ်သူတွေနဲ့လက်တွဲပြီးအလုပ်လုပ်နေရဆိုတာမပြောချင်လို့နော်မပြောချင်လို့နော်မင်းတို့ငါပြောပြီးငါဖမ်းခိုင်းတဲ့လူတွေအကုန်လုံးဖမ်းမိနေတာလို့နော်အဲ့တော့ငါပူးတက်နေပါလိညာတယ်မင်းတို့ဘာလာပြောနေမင်းတို့ငါလိုသတင်းပေးလို့လားဟမ်မင်းတို့ငါလိုတက်ပြောလိုက်လေမင်းတို့သတင်းပေးပြီးဖမ်းရတဲ့ PDF ဘယ်နှယောက်ရှိလဲဟမ်မင်းတို့သူများသတင်းတွေမှာစစ်တပ်ကဘယ်နှလောင်းဘယ်နှလက်ရပါတယ်လို့စစ်တပ်ကဘယ်လိုတိုက်လိုက်ပါပြီလို့ဟမ်မင်းတို့ဘာလျှောက်ပြောနေမင်းတို့အောက်မှာသတင်းပေးလားဟမ်ငါတို့ line ပေါ်မှာပြောရဲလားမင်းတို့သတင်းပေးလို့ PDF ဘယ်နှယောက်ဖမ်းမိလဲမင်းသားကြီးဆိုတဲ့ကောင်မိုင်းဝေရောဟိုကောင်ကိုတက်ဆိုတဲ့ကောင်မင်းတို့သတင်းပေးလို့ PDF ဘယ်နှယောက်ဖမ်းမိလဲလို့စောက်ခွက်လည်းထွက်မပြရဲဘူးပြီးဇော်ဘုံရုံမနာလို့လားခြေတွေဝင်တာမင်းတို့ရဲ့လိုက်မင်းတို့ရေးတင်နဲ့မန်းအောင်မှာသွားကြည့်လိုက်အခုအောင်မင်းပါဖြစ်တယ်ကြာချုံးသွားပြီဇော်ဘုံရုံတိုက်ခိုက်တာသူများကိုတိုက်ခိုက်ရင်ကိုကြာရှုံးတတ်တယ်ယောက်ျားဆိုတာကိုယ့်လို့ကိုယ်လို့ရတယ်သူများကိုလုံးဝမတိုက်ခိုက်နဲ့ငါတို့ဘယ်သူမှမတိုက်ခိုက်ဘူးငါဒီဘဝဒီနေရာမှာရောက်နေတာငါဒီစစ်မှန်တဲ့ဖြူစင်တဲ့ရိုးသားတဲ့စိတ်ရှိလို့နိုင်ငံနဲ့လူမျိုးနဲ့တက်မတော်အပေါ်မှာတရေမှန်လို့အမှန်တရားကိုရဲရဲဝံ့ဝံ့ပြောရဲလို့ငါဒီနေရာဒီအချိန်မှာ
ဒီလိုရောက်ရှိနေတာငါတစ်ချက်မှမရအောင်နော်နိုင်ငံတော်ကလည်းဘယ်သူမှလည်းငါ့ကိုတစ်ချက်မှမပေးသလိုဘယ်သူမှလည်းမပေးဘူးငါကြီးပဲပေးတာနော်ရှေ့တန်းမှာသွားမေးကြည့်လိုက်တီးတဲ့လူအကုန်တီးတယ်ဇော်ဘုန်းကြီးဆိုတာဘလို့ကောင်သားမျိုးလဲဆိုတာနော်မင်းတို့လိုစောက်ခွက်မပြရဲပဲစောက်ခွက်ပြရဲတော့လေချစ်ဖေချစ်မေတို့ပြောပြီးတော့မှစောက်ဖားနော်ဘာအဖွဲ့စည်းလဲလီးဖွဲ့စည်းလားဟမ်မေအဖွဲ့စည်းတရားဝင်လားဘယ်နာတရားဝင်လဲဟိုရေးပြီးလိုင်းမော်6တင်မနေနဲ့အားထောင်းမနေနဲ့နော်ပြောလိုက်ငါတို့အမြန်လန်းနေပါသွားရဲကနေတော့ပေးအကုန်လုံးလူကိုမင်းကိုစီတွေပါသွားဒီရှေ့တန်းဆိုသွားငါသိန်း3000လောက်ရှိပြီနော်လူပေးတာရှင်းလားနော်နိုင်ငံရေးတိုင်းပြည်ရေးဆိုရင်စစ်တပ်မှမဟုတ်ဘယ်သူမှဆိုကူညီရမှာငါတို့တောင်းဝင်မယ်နော်မင်းပတ်သက်ရှိပြီးတေသွားရင်မင်းပတ်သက်ရှိတာမင်းတော့မပါဘူးနော်မင်းမင်းအခုတို့လို့ငါမွေးပြီးတော့မှငါ့ကိုလာပြီးတော့မင်းလဲဇော်ဝေဆိုးနဲ့တူတူပဲမင်းကိုဇော်ဝေဆိုးကမှငါးတွေရောင်းခိုင်းနေလားမသိဘူးမင်းသားကြီးဆိုတဲ့ကောင်ဇော်ဝေဆိုးကငါနဲ့ပတ်သက်ပြီးအတန်းချင်းမရှာနဲ့ဇော်ဝေဆိုးကကျွန်တော်တို့ငေါတွေရောင်းနေရပါတယ်ဆိုတာမင်းများဖြစ်နေမလားမသိဘူးမင်းမြန်မာပြည်မှာငါးမွေးပြီးငါးရောင်းတာအခုတို့လုပ်တွေလုပ်နော်ငါတို့အခုတို့လုပ်မလုပ်ဘူးနော်အနာရှိဆက်လိုက်ရအောင်တားကြီးနော်အပြင်မှာတယောက်ချင်းထိုးမလားလာခဲ့လိုက်ပြင်ဦးလေးမှာငါကမင်းနဲ့ level မတူဘူးမင်းခေါ်တဲ့နေရာငါမလာဘူးငါပြင်ဦးလေးမှာရှိတယ်ကြိုက်တဲ့အချိန်တက်ခက်လိုက်နော်လူတွေဘက်မှာနေတိုင်းရှိတယ်ဟုတ်ပြီလားနော်အေးကိုအလောင်းကိုပြန်တည်ဖို့သွားမဲ့လူပါတခါတည်းခေါ်ခဲ့ကျွန်တော်နေဝင်ချိန်ရောက်ပြီလို့မင်းသားကြီးကပြောတယ်ကျွန်တော်သေခိုင်းနေတယ်အဲ့တော့ကျွန်တော်ရဲ့ fan တွေသွားပြီးတော့ပါသူပြောလိုက်ပါအောင်နော်သူကဘာတွေလုပ်ခဲ့တာဒေါ်စုကြည်လက်ထက်မှာကထောင်မဲကြတာနော်ဒေါ်စုကြည်လက်ထက်မှာတက်မတော်ဝင်းရင်ထောင်မဲကြတာ2021ဖေဖော်ဝါရီလ1ရက်နေ့အခင်းချင်းကနေပြီးတော့မှတက်မတော်ကိုဝင်းရင်တက်မတော်ကိုထောက်ခံရင်မိသားစုတွေလိုက်အသက်ခံရတာနော်အဲ့လိုဆိုရင်တော့ဘယ်ကောင်ကဘာလဲဆိုတာသဘောပေါက်ပေါ့ဟုတ်တယ်မလားနော်အဲ့တော့ဟိုကိုမိုင်းဝေတို့ကိုတက်တို့လည်းပြောချင်ပါတယ်အကိုတို့ကိုပြောချင်ပါတယ်အကိုတို့လည်းကျွန်တော်တို့ရုပ်ကလေးထွက်ပြပြီးမှနော် Telegram Channel မှာပါရညာလေးအကိုတို့ဘာကိုတို့လူကြီးမကားလို့ဘာကောင်လေးဖြစ်ဖြစ်ကျွန်တော်စောက်ခွင့်မဆိုင်ပါဘူး